ခါရမမှာနန္ဒောပနန္ဒာလို့ခေါ်တဲ့နဂါးကြီးဟာအကြီးအကျယ်ပျော်ဝဲစားဖို့စီမံနေကြိုက်မှာသူမစွမ်းအားတွေနိုးထလာပြီးအနာဂတ်ကိုမြင်တဲ့အခါမှာတော့သူမရဲ့ချစ်သူကိုမင်္ဂလာဝတ်စုံဝတ်ပြီးဥက္ကဋ္ဌနေရာမှာဝင်အမျိုးသားတဦးကသူ့ရဲ့သူသမီးလောင်းကိုလက်ထပ်ခွင့်တောင်းလိုက်တယ်ရုပ်ချောမိန်းကလေးတစ်ယောက်ကလက်ဆောင်တက်တာတဲ့ကနေရုတ်တရက်ထွက်လာတယ်တေချာစစ်စစ်ငူးငူးကြည့်ပြီးအဖွားအိုတစ်ယောက်ရုတ်တရက်ကိုဝင်ဆောင်ခဲ့ပြီးတမိနစ်အကြာမှာရွှေဥတစ်လုံးကိုမွေးဖွားခဲ့တယ်လူတိုင်းကကြောက်ရွံ့ပြီးဘီလူးတကောင်လို့မိန်းကလေးကအိမ်ပြန်ရောက်လာပြီးသူ့ယောက်ျားကိုတခြားမိန်းမတစ်ယောက်နဲ့တွေ့လိုက်ရတယ်သူကတည်ငြိမ်စွာနဲ့ထိုမိန်းမကိုဘာလုပ်နေတာလဲလို့မေးလိုက်သူမရဲ့ဘီလီယံနာစစ်ဆက်ထားသူကသူမရဲ့အတွင်းခံအဝတ်အစားတွေကိုရှော့ဖွတ်နေတာကိုတွေ့လိုက်ရတော့သူမအလွန်အံ့အားသင့်သွားတယ်ရှီကသူ့ကိုနမ်းဖို့စူးစမ်းချိန်မှာသူမဟာရုတ်တရက်စိတ်လှုပ်ရှားစွာနဲ့ထွက်ပြေးသွားတယ်သူကချစ်မြတ်နိုးတဲ့အပြုံးကိုပြုံးပြပေမဲ့အောက်ကိုငုံသူ့ကံကြမ္မာကိုဖတ်ပြီးနောက်ကလေးမလေးတစ်ယောက်ဟာအံ့အားသင့်စရာထုတ်ဖော်ပြောကြားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်တထေးကြီးရဲ့မယား9ယောက်ထဲကတစ်ယောက်ဟာယောက်ျားTV ဇလန်းတွဲကိုအရန်ဆွဲလန်းနေတဲ့မိန်းကလေးတစ်ယောက်ဟာဇက်လိုက်မင်းသားကိုမကောင်းကြံတဲ့မိန်းမတစ်ယောက်ကအစိတ်ခတ်တာကိုမြင်တော့အရန်ဒေါသထွက်သွားကလေးတစ်ယောက်ကသူ့အဖေထူးဆန်းတဲ့အမှုန့်ကိုသူ့အမေရဲ့လက်ဖက်ရည်ထဲဖြူတာကိုမတော်တဆမြင်လိုက်တယ်အိတ်ဆေးလို့ထင်ပြီးအာယုံမဆိုင်လှပတဲ့အမျိုးသမီးတွေကသူ့ကိုအစားအစာကျွေးနေတော့သူတို့ကခြေအိမ်နဲ့တွေနဲ့ကနေတာကိုကြည့်နေတယ်နောက်တစ်စက္ကန့်မှာသူ့ချစ်သူကသူ့ကိုတွေးလိုက်မိန်းကလေးကသူမရဲ့ခင်ပွန်းကိုသူမကိုပြန်ချစ်စေချင်တဲ့သူမနေတိုင်းသူ့ကုမ္ပဏီကိုပြေးသွားတယ်သူမရဲ့ခင်ပွန်းကစကားမပြောနိုင်မှသိပေမဲ့ဘီလီယံနာတထေးတဦးဟာမိန်းကလေးတစ်ယောက်ကို10နှစ်လောက်တခိုးကြိတ်ကြွေနေခဲ့တဲ့တွေ့ဆုံမှုတစ်ခုဖန်တီးဖို့အတွက်သူ့ကားမောင်းသမားကိုမိန်းကလေးကမျက်လုံးမိတ်ပြီးသူမရဲ့ရည်စားကိုဆွဲဆောင်မှုရှိတဲ့သူညတက်ဆုံတစ်စုံကိုပြလိုက်တဲ့ဖုန်းထဲကနေလူစိမ်းတစ်ယောက်ရဲ့အတန်ထွက်လာညီမနှစ်ယောက်တစ်ချိန်ထဲမှာလက်ထပ်ခဲ့ကြတယ်ညီမဖြစ်သူကအမဖြစ်သူရဲ့မင်္ဂလာလက်မှတ်ကိုခိုးယူပြီးသူ့နာမည်ကိုရေးထည့်လိုက်တယ်သူကဆင်းရဲအမျိုးသားဟာစာရွက်ပေါ်မှာရုတ်တရက်ပေါ်လာတဲ့စော်ကားတဲ့စကားလုံးတွေကိုမြင်လိုက်ရလို့အံ့အားသင့်သွားတယ်ဒါနဲ့သူကအခြားတစ်ယောက်ကမိန်းကလေးကစူပါမားကတ်မှာပစ္စည်းခိုးပြီးအမျိုးသားတစ်ယောက်ကဖမ်းမိခဲ့ပါတယ်သူကမိန်းကလေးကိုအခန်းတစ်ခုထဲခေါ်သွားပြီးဆိုဖာပေါ်တွန်းလဲကမိန်းကလေးကချစ်သူကိုလမ်းခွဲစာရေးလိုက်ပါတယ်ပြီးတော့ချစ်သူကအိတ်နေတော့မှသူ့ဖုန်းကိုခိုးယူပြီးသူတို့ရဲ့အရင်ကရင်းနှီးတဲ့ဗီဒီယိုတွေမိန်းကလေးကသူမရဲ့ crush ကိုစကားပြောဖို့တက်တိမွေးပြီးဝန်ခံလိုက်တယ်ဒါပေမဲ့သူကလက်မခံခဲ့ဘူးအရက်မူးနေတဲ့မိန်းကလေးကအစိတ်သူကသူ့ရဲ့ကွာရှင်းထားတဲ့ဇနီးဟောင်းကိုသူ့အချစ်တွေအကြောင်းပြောနေပြီးပြန်ပေါင်းဖို့တောင်းပန်နေခဲ့တယ်ဒါပေမဲ့သူမကတော့ဒေါသတကြီးနဲ့အမျိုးသားတဦးဟာကုံစုံဆိုင်တာမှာပစ္စည်းရှင်းနေစဉ်သူ့ပစ္စည်းဘိုးဟာတပြားသာရှိတာကိုရုတ်တရက်သတိထားမိသွားတယ်သူစိတ်နှလုံးကောင်းတဲ့မိန်းကလေးဟာအိုးမဲ့အိမ်မဲ့လူတစ်ယောက်ကိုပတ်စံနှဲငယ်ပေးလိုက်တယ်အနှဲငယ်ကြပြီးတဲ့နောက်မှာအိုးမဲ့အိမ်မဲ့လူဟာသူမိန်းကလေးကသူမရဲ့ခင်မွန်းတည်ဆုံးလို့ဇာပနာမှာဒူးထောက်နေတော့ဗိုက်စာလာတယ်သူမဟာခင်မွန်းရဲ့ရုပ်အလောင်းပေါ်မှာပန်းသီးစားဖို့တထေးကြီးရဲ့ကော်ဖီကိုမိန်းကလေးကတငုံတောက်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲသူ့ဘိုက်ကနာလာတယ်ဒါပေမဲ့မိန်းကလေးကအိမ်ကိုတက်ဒီလူကသူ့တကားအပြင်ကိုအမိုက်အိတ်တစ်လုံးလွှင့်ပစ်လိုက်တာနဲ့တပြိုင်နက်မျိုးရဲ့အချမ်းသာဆုံးတထေးတွေကြားမှာအပြိုင်ဆိုင်လူရဲမှုတွေ